ငွေကြေးနဲ့ပတ်သက်လာရင်ခုချတဲ့ဆုံးဖြတ်ချက်တွေကလည်းတကယ်တော့ဘယ်လောက်ထိစိတ်ခံစားမှုပေါ်မှာမူတည်နေလဲဆိုတာတစ်ခါတော့တွေ့ကြည့်ဖို့လားဒီနေ့မှာတော့အဲ့ဒီငွေကြေးအောင်မြင်မှုရဲ့နောက်ွယ်ကလူသိမသိသေးတဲ့စိတ်ပညာအကြောင်းလေးတွေကိုပြောပြတော့မှာပါ အများစုကတော့ထန်းကြတာပေါ့နော်ပိုက်ဆံကိစ္စမှာဉာဏ်ခေါက်ဖို့လိုတယ် IQ မြင်ဖို့လိုတယ်ဒါမှအောင်မြင်မယ်ပေါ့ဒါပေမဲ့ခဏလောက်စဉ်းစားကြည့်အောင်တကယ်လို့အဲ့ဒါကအထီးကချက်မဟုတ်ခဲ့ဘူးဆိုရင်ရောတကယ်အောင်မြင်မှုကိုဆုံးဖြတ်ပေးနေတဲ့ຢာကတခြားတစ်ခုဖြစ်နေခင်ဘယ်လိုလုပ်မလဲ အဖြေကလေထင်ထားတယ်လို့တင်ချပု္ပ္ပစာတွေရှုပ်ထွေးတဲ့စီးပွားရေး theory တွေထမှာမဟုတ်ဘူးရာအဖြေကကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာပဲရှိနေတာဟုတ်ပါတယ်အဲ့ဒါကတော့လူတွေရဲ့စိတ်ခံစားမှုနဲ့အပြုအမူကိုနားလည်နိုင်စွမ်းပါပဲ ကဲဒါဆိုရင်ပထမဆုံးအနေနဲ့ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးလူတော်တော်များများတော့မာရင်ပြီးယုံကြည်ထားတဲ့အချီးမဆုံးအယူဆတစ်ခုကိုအရင်ဆုံးရှင်းလိုက်ကြရအောင် ကျွန်တော်တို့လုံမင်းနေတဲ့အကြီးမားဆုံးအမားကဘာလဲဆိုတော့ငွေကြေးကိုရူပဝေရာတို့တင်ချာတို့လိုမျိုးတိကျတဲ့စီးမြင့်တွေဥပဒေတွေနဲ့တွိုင်းတိုင်းတာနေတာပဲတပေါင်းတစ်နှစ်ဆိုတော့လိုမျိုးပေါ့ဒါပေမဲ့တကယ်လက်တွေ့မှာအဲ့လိုမဟုတ်ဘူးဒါကလူတွေရဲ့စိတ်ခံစားမှုတွေဥပမာကြောက်တာတို့လောဘတက်တာတို့မျောလင်းချက်ထားတာတို့အဲ့ဒါတွေနဲ့မောင်းနေတဲ့စိတ်ပညာကစားပွဲကြီးတစ်ခုပါ ဆိုတော့အဲ့ရမှာထားမှာပေါ့ရှင်းရှင်းလေးပဲငွေကြီးမှာအောင်မြင်မှုဆိုတာကိုဘယ်လောက်တည်တယ်လဲဘယ်လောက်တတ်တယ်လဲဆိုတာတဲ့ကိုဘယ်လိုပြုမှုတယ်လဲဘယ်လိုပြုမှုနေထိုင်တယ်လဲဆိုတဲ့အပေါ်မှာပဲအဓိကမူတည်နေတာပါ ဟုတ်တယ်ဒီစကားကိုတေချာမှတ်ထားတဲ့ငွေကြီးမှာကိုဘလောက်ဘိုးတူသားများလဲဘလောက်ညံကောင်းလဲဆိုတာထက်ကိုယ့်ရဲ့အပြုတ်မူကသာအဆုံးဖြတ်ပေးသွားမှာပါအပြုတ်မူကအဓိကပဲ အခုကျွန်တော်တို့ဆွေးနွေးနေကြတဲ့အကြောင်းအရာတွေအားလုံးရဲ့အခြေခံကတော့ဒီမှာမြင်နေရတဲ့ mind map ပါပဲကဲဒီထက်ကအဓိကကျတဲ့အချက်လေးတွေကိုတစ်ခုချင်းစီတေချာလေးလေ့လာကြည့်ကြရအောင် ကဲအဖြူမူကအရေးကြီးတယ်လို့ပြောနေတာဘာကြောင့်လဲဘာကြောင့်အဲ့လောက်အဓိကကြားရလဲဆိုတော့ပထမချက်ကဒါစောက်တွေကထင်ရတဲ့ဤပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတစ်ခုမဟုတ်လို့ပဲဒါက soft skill လူတိုင်းလေ့ကျင့်ယူလို့ရတဲ့အရေးချင်းတစ်ခုပါဒုတိယချက်စီးကွက်တွေထိုးတက်သွားတဲ့အခါထိုးချသွားတဲ့အခါကိုယ့်ရဲ့ကြောက်စိတ်တွေလောဘတွေကိုထိန်းချုပ်နိုင်စွမ်းနဲ့တိုက်ရိုက်ပတ်သက်နေတယ်နောက်ဆုံး一ချက်ကတော့ကမ္ဘာပေါ်မှာဉာဏ်ကောင်းဆုံးဆိုတဲ့ပညာရှင်ကြီးတွေတောင်မှစိတ်ခံစားမှုရဲ့တာကောင်ဖြစ်ပြီးငွေရေးကြေးရေးမှာအမားကြီးတွေမားတယ်ကြလို့ပါမယ် ကောင်းပြီအခုချမ်းသာတယ်ဆိုတဲ့စကားလုံးကိုတစ်ချက်လောက်ပြန်ပြီးစဉ်းစားကြည့်ကြအောင်ကျွန်တော်တို့ထင်နေတဲ့အတိတ်ပဲအပြင်သူ့မှာတကယ်တဘာဝတကယ်အနိတရာရှိနေပါတယ်အဲ့ဒါကိုရှူးထောင်လေးနဲ့ပြောင်းပြီးကြည့်ကြည့်ကြမယ် တကယ်လို့စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုဆိုတာလေဘာကောင်းထဲမှာတုံညာဘယ်နှလုံးရှိလဲဆိုတာနဲ့မဆိုင်ဘူးဗျအဲ့ဒါကမနက်မိုးလင်းလို့အဲ့ရကနိုးလာတဲ့အခါမှာငါလီနဲ့ဘာလုပ်ချင်လဲဘသူနဲ့တွေ့ချင်လဲငါအချင်းကိုငါဘယ်လိုသုံးမလဲဆိုတာကိုကိုယ်တိုင်အပြည့်အဝထိန်ချုပ်နိုင်တဲ့လွတ်လပ်ခွင့်ကိုပြောတာအဲ့ဒီ control ရှိချင်းကတာတကယ်စီစဉ်အစ်စ်ပါ သဘောတရားပိုင်းတွေ theory ပိုင်းတွေပျော်ပြီးပြီဆိုတော့ဒါဆိုလက်တွေ့မှာတော့ဘာတွေလုပ်ရမလဲဆိုတဲ့လက်တွေ့ကျတဲ့အကြံဉာဏ်လေးတွေဘက်ကိုတွားကြည့်ကြရအောင် အောင်မြင်မှုစီသွားတဲ့လမ်းကတကယ်တော့တိတ်မရှုပ်ထွေးပါဘူးပထမဆုံးအဆင့်ကတော့ငယ်ငယ်ကလေးကကိုယ်ကောင်းထဲမှာဆွဲနေတဲ့ငွေနဲ့ပတ်သက်တဲ့အယူအဆတွေကိုပြန်ပြီးသုံးသပ်ကြည့်ဖို့ပါပဲပြီးရင်ဒုတိယအဆင့်စိတ်ရှိခြင်းနဲ့စီကံရှိခြင်းလိုမျိုးကောင်းမွန်တဲ့ငွေကြေးဆိုင်ရာအလေးချင်းကောင်းတွေကိုမွေးမြူရမယ်အရေးကြီးဆုံးအဆင့်ကတော့တစ်ချက်တည်းနဲ့တတိပြဖို့ကြိုးစားတာမျိုးထက်ရေရှည်မှာတသက်မှတ်တီးငင်စွာတိုးတက်နေဖို့ကိုပဲဦးစားပေးရမှာပါ consistency ကအဓိကပါပဲ ဟုတ်ပြီလှုပ်ဆောင်ရမယ့်အရာတွေသိပြီဆိုတော့ရှောင်ကျင်ရမယ့်အရာတွေလူတွေအများဆုံးလုံးမိတတ်တဲ့အမားတွေကြောင့်ကိုလည်းကြီးလိုက်ကြအောင်စို့ အဖြစ်အများဆုံးမှားတွေကတော့စိတ်ခံစားချက်ကိုရှေ့တန်းတင်ပြီးဆုံးဖြတ်ချက်ချတာပါပဲဥပမာပေါ့တရင်ထဲမှာဈေးကွက်တွေထိုးကျနေပြီလို့ကြားလိုက်တာနဲ့ဟာသွားပြီဆိုပြီးကိုယ့်ရဲ့ယင်းနှိမ့်မြုံနာမှုလေးအကိုလုံးကိုကြောက်လန့်တကြားနဲ့ရောင်းထုတ်လိုက်တာမျိုးပေါ့နောက်မှတစ်ခုကတော့အတိုးပေါ့အတိုးစင်းနဲ့ compounding ရဲ့အစွမ်းကိုအထင်သေးတာအချိန်ကြာလာတာနဲ့မြာသူ့ရဲ့စွမ်းအားကမခံမနိုင်လောက်အောင်ကြီးမားပါတယ်နောက်ဆုံးတစ်ချက်ကတော့ဈေးကွက်ရဲ့အောက်ဆုံးချမ်းခင်းကိုအချိန်ကိုက်ဝင်မယ်ထိဆုံးကိုရောက်မှအချိန်ကိုက်ပြန်ထွက်မယ်ဆိုပြီး market timing လုပ်ဖို့ကြိုးစားတာမျိုးဒါကလည်းအကြီးမားဆုံးထောင်ချောက်တစ်ခုပါပဲ ဆိုတော့ဒီနေ့ပြောခဲ့တာလေအားလုံးကိုချုပ်လိုက်မယ်ဆိုရင်ဒီတစ်ကြောင်းလေးပဲကြံပါတယ်အရေးအကြီးဆုံးငွေကြေးဆိုင်ရာကျွမ်းကျင်မှုဆိုလား spreadsheet တွေ chart တွေကိုနားလဲတာမဟုတ်ပဲကိုယ့်ရဲ့အပြုအမူနဲ့စိတ်ခံစားမှုကိုကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းပါပဲကိုယ့်စိတ်ကိုကိုယ်နိုင်ဖို့ကအဓိကပါပဲ ကဲဒီအပိုင်းလေးကိုအဆုံးမသက်ခင်မှာမေခွန်းလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါတယ်ဒီနေ့သိလိုက်ရတဲ့အချက်တွေအရာကိုယ့်လက်ငွေချင်းနဲ့ပတ်သက်တဲ့အပြုအမူတွေတွေကဘယ်တစ်ခုကိုငါဒါကတော့အရင်ဆုံးပြောင်းလဲပြမယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်ပြီလဲတစ်ချက်လောက်ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ကြပါဦး